မိဝင်းဖတ်ဖို့ကြဗျာနှစ်ပုံဆိုင်နေတဲ့နှင်းစီတူတယ်နေရောင်ကျဲကျဲထိုးချလိုက်တဲ့အခါမင်းငါနှလုံးသားကိုတတိယပေါ့ကွယ်ဟေးမိဝင်းမင်းကငါ့ကိုမယုံဘူးဟုတ်လားကင်ကြည့်လိုက်လေငါတကူလုံးတစ်ဆက်ဆက်တုံခါနေတာမင်းတွေ့ရမှာပဲဟောဒီကန်တာရတောအုပ်ကြီးကိုဘယ်သူမှတားဆီးလို့မရတယ်လို့မျိုးပေါ့ငါကမင်းကိုချစ်တာကြည်စမ်းမင်းကငါ့ကိုဒုတိယရန်စားထဲမှာထည့်ထားခြင်းတပေါ့တကယ်တမ်းကျငါကတတိယရန်စားလူတစ်ယောက်ပါကွာလူတစ်ယောက်ဘယ်လောက်ထိချစ်နိုင်နေဆိုတာမင်းကမယုံဘူးဟုတ်လားလူတစ်ယောက်မိုးပေါ်ပြန်နိုင်နေဆိုတာမျိုးကြမင်းကယုံမြန်ရောတငွေ့ငွေကြံရစ်ခဲ့တဲ့မင်းရဲ့တယောတော်တော်အပြုံးလေးကိုပဲတစ်သလုံးသိမ်းထဲထားရတော့မယ်ငါဖြစ်ပါကွာငါဘွားရဲ့ဖြစ်တည်မှုတွေမင်းလက်ကိုထိုးသွင်းကြည့်လိုက်စမ်းဂိုင်းအချစ်နဲ့တွေရတယ်မဟုတ်လားမင်းနဲ့ပတ်သက်ပြီးတိုင်းငါရရှိလာတဲ့ပျော်ရွှင်မှုတွေဆိုတာစစ်ပွဲကြီးတစ်ခုပြီးသွားတဲ့အခါကြီးစံကုန်လိုက်ကုန်ရတယ်ကလေးလိုပါပဲဘာမှမသိတဲ့အရာတွေပေါ်ဘာမှမသိပဲလိုက်ရောနေရတာငါဘွားပါကွယ်ငါအချစ်ဟာမင်းဘာသာပြန်လို့မရနိုင်အောင်မရှုပ်ထွေးလာပါဘူးပြင်းထန်လွန်းတဲ့အာယုံခံစားမှုနဲ့တုန်ခါနေတဲ့ဘဝရဲ့ရတန်ကိုပေါင်းဆက်ထားတာတခုပါပဲလေခွင်းထဲမှာလမ်းလျှောက်ရတယ်လို့မျိုးတော့မလွယ်လာဘူးပေါ့ကွာငါအသက်အရွယ်ကြီးနေကြမှာအဆွေးသချင်းတွေစူမနေပါရစေနဲ့တော့မိချောင်းတွေပေါ်တဲ့ပင်လယ်ပြင်ကြီးတဲ့တခါတည်းသာကုန်ချလိုက်ခြင်းရဲ့ပိုင်ဆိုးဝေး